အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တော့မော်လမြိုင်မြို့မှာအိန္ဒိယသမိုင်းမျိုးပြုပြင်ပေးနေတဲ့ဆက်ဆက်ရရနိုင်ဖြစ်ပါတယ်ဒီဘိန်းလေးကဘယ်လိုပြဿနာတက်လဲဆိုတော့ကျွန်တော်တို့တော့မွေလို့ရှိရင်စက်နှိုးလို့ရှိရင်သူကဗတ်ပြန်မကန်တော့ဘူးเนาะဒီလိုပေါ့เนาะလို့မွေလို့ရှိရင်ပုံမှန်ဆိုလို့ရှိရင်ဗတ်ပြန်ကန်မှာသူကမကန်တော့ဘူးဒီမှာကျွန်တော်ပြီးတော့ကျွန်တော်နည်းနည်းလေးမျှဝေပေးခြင်းတယ်ဗာမျှဝေပေးခြင်းလဲဆိုတော့ကျွန်တော်အခုအဝေးမှာစတက်ဖောက်တဲ့ဗီဒီယိုတွေတင်ပေးတယ်အဲ့လိုမျိုးတွေလုပ်တဲ့အချိန်မှာတချို့ဆရာတော်တော်များများပေါ့ကျွန်တော်လာပြီးပြောကြတယ်ဘာတွေပြောကြလဲဆိုတော့စတက်ဖောက်လို့ရှိရင်တဲ့အနောက်ကမော်တာတွေထိတယ်တဲ့ကျွန်တော်အမြင်ဒါဆွေးနွေးကြည့်တာပါကျွန်တော်ရဲ့အမြင်ကတော့ဘယ်လိုလဲဆိုတော့ဒီတော့လေးရဲ့ spray origin တော့ spray တတ်တာပထမတစ်ချက်စတက်ဖောက်လိုက်လို့ရှိရင်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ကဒီတော့ကိုဒါတော့ပိတ်တာဒီမှာတော့ဖွင့်ဒီလိုဖွင့်ပြီးသွားတာနဲ့ကျွန်တော်ကစတက်ခလုတ်နှိပ်လိုက်ရုံပဲဒါဆိုဆက်နိုးပြီကျွန်တော်မော်တာခဏခဏထိတဲ့ဟေးဆိုတာကကျွန်တော်တို့ slow ချိန်နေစီမှာလည်းလိုအပ်တယ်တခါစီကြလို့ရှိရင် carburetor မှာစီချက်လေချက်မမှန်လို့ရှိရင်မော်တာတန်ရှည်တတ်တယ်သူကဆက်နိုးဖို့အတွက်ဟိုချက်ချင်းမပေါင်းနိုင်ဘူးအဲ့လိုမျိုးဖြစ်လို့ရှိရင်မော်တာဘယ်လိုပြောမလဲအတန်ရှည်တာပေါ့ဗျာကျွန်တော်ပြောရရင်တော့အတန်ရှည်တတ်တယ်တကယ်လို့အဲ့ဒီစက်နိုးပြီးတာနဲ့တခါတည်းလီဘာဆွဲပြီးတော့ဝေါဆိုပြီးတော့အဲ့မျိုးဆွဲတင်လို့ရှိရင်လေသူကအဲ့မော်တာကိုထိခိုက်နိုင်တယ်။မှန်ကြတော့ဒီစတက်ဖောက်ခြင်းကမော်တာအပေါ်ကိုတက်ရောက်မှုမရှိဘူးလို့တော့ကျွန်တော်မြင်တယ်။ဒါပေမဲ့သူ့နေရာနဲ့သူအားနေချက်အားသာချက်တော့ရှိတယ်။ဒီတော့တတ်တာကျင်လို့ရှိရင်စတက်ဖောက်လို့ရတယ်။ဒါပေမဲ့စတက်မှာလည်းဘာပြည့်ချက်ရှိရဆိုတော့ခလုတ်ကောင်းကောင်းလေးတွေတုံးပေးစတက်ခလုတ်တစ်ခါတည်းကြားလို့ရှိရင်ကတ်နေတတ်တာတို့ဘာတို့အဲ့မျိုးလေးတွေရှိတတ်တယ်အဲ့ဒါကိုကသတိမထားမိတဲ့အခါမျိုးလေးတွေမှာရုပ်တရက်တော့လေးကောက်ခွင့်ရချင်းရောဆိုပြီးတော့အတန်လေးတွေမြည်တတ်တယ်အဲ့မျိုးလေးတွေဖြစ်တတ်တယ်ကျွန်တော်ဆရာတို့ပြောချင်တာပေါ့ဗျာအဲ့စတက်မော်တာတွေကအနည်းဆုံးကိုယ့်ရဲ့သတ်မှတ်တစ်ခုခုသတ်မှတ်ပေါ့ကို၄လတစ်ချိန်စီးမလား6လတစ်ချိန်စီးမလားအဲ့လိုသတ်မှတ်ချက်ထားပေးရမယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီမော်တာတစ်လုံးလုံးထဲမှာမော်တာရဲ့ကာဗွန်တွေပါတယ်အဲ့ကာဗွန်ကအမချာနဲ့မှုရတဲ့အခါကျလို့ရှိရင်အဲ့ကာဗွန်အမှုန်ဆိုတာထွက်တယ်အဲ့ဒီအမှုန်တွေကအဲ့မော်တာကအလုံးပိတ်ကြီးဖြစ်နေတာဖြစ်တဲ့အတွက်အဲ့ကာဗွန်အမှုန်တွေကတခြားဘယ်နေရာမှထွက်ဖို့နေရာလမ်းကြောင်းမရှိဘူးမရှိတာဖြစ်တဲ့အတွက်ကိုသူ့ကိုထိမ့်သိမ်းဆောက်ရှောက်ခြင်းလို့ရှိရင်အဲ့လိုမျိုးလေး၄လတစ်ချိန်ဖြုတ်စည်းတာပဲဖြစ်ဖြစ်6လတစ်ချိန်ဖြုတ်စည်းတာပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးလုပ်ပေးတင်တယ်အဲ့ဒါမှပဲကာဗွန်အမှုန်တွေကရှင်းမယ်ရှင်းသွားတဲ့အခါကျလို့ရှိရင်အမချာလည်းအဲ့ဒီမှာတက်တန်လေးလည်းရှိတာပေါ့ဗျာနောက်ပြီးတော့အဲ့ဒီအမချာစားတာတို့အဲ့ဒီကာဗွန်စားတာတို့တွေကိုလည်းကိုကဘယ်လိုပြောအလင်းအမြန်ပေါ့အချိန်မီလေးပေါ့ကိုကသိရှိနိုင်တာဖြစ်တဲ့အတွက်ဟိုကုန်ကြစရိတ်လေးတွေလည်းတတ်တာတယ်ကိုဆောက်ရှောက်ကလေးပဲကုန်တာပေါ့ဗျာဒါလေးကိုကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်ကျွန်တော်တို့အိုးဝေတွေကလည်းအခုဈေးနှုန်းတွေကကျွန်တော်တို့အရင်ကကားဈေးနှုန်းလောက်တွေဖြစ်လာပါပြီ300ကျော်ဖြစ်လာတယ်အဲ့ဒီဖြစ်လာတဲ့အပေါ်မှာအပေါ်ပစ္စည်းတွေရဲ့တန်ဖိုးတွေကလည်းတဖြည်းဖြည်းမြင့်မားလာတာဖြစ်တယ်အဲ့ဒီအတွက်ကျွန်တော်ကကုန်ကြစရိတ်လေးတွေတတ်တာဝအောင်ကိုထိမ့်သိမ်းဆောက်ရှောက်ခြင်းကအကောင်းဆုံးနည်းလမ်းလို့တော့ကျွန်တော်မြင်တာဖြစ်ပါတယ်เนาะအဲ့ဒါလေးတော့ကျွန်တော်အခုမျှဝေပေးတာဖြစ်ပါတယ်အခုကဒီဆရာကတော့ကန်ကောင်းတယ်ကျွန်တော်စီမှာအဲ့ဒီတော့ spray တစ်ခုကျန်နေတာဖြစ်တယ်အဲ့တော့ तू ကအခုဒီတော့ spray ကဘာမှကန်တော့ဘူးအဲ့ဒီတော့ spray ကိုကျွန်တော်တို့စတင်ပြီးတော့လဲလှယ်ပေးမှာဖြစ်ပါတယ်ဒါလေးက customer တွေကထွက်လာတဲ့ spray လေးဖြစ်ပါတယ်တော့ spray လေးပါဒါကတော့ကျွန်တော်စီမှာနောက်ဆုံးတစ်ခုပဲကျန်တဲ့ spray လေးပေါ့နော်ဒီထိတ်လေးကျိုးသွားတာပါဟောနော် spray နှစ်ခုကျွန်တော်ရှင်းပြထားပြီးတယ်ဒီတော့လေးဒီထိတ်လေးကျိုးသွားတယ်နောက်ပြီးတော့အိမ်မှာကြီးတွေကြီးပဲဖြစ်နေလို့ဒီတော့ကိုလည်းကျွန်တော်တို့အခုဖြုတ်ဆေးမယ်တန်ရှင်းလေးလုပ်ပေးလိုက်မယ်ပြီးသွားရင်ကျိုးတွေမှာစားပွင့်လေးတွေတက်နေတယ်နော်နောက်ပြီးတော့ကျိုးကလည်းဒီမှာဆရာတို့မြင်တဲ့အတိုင်းပဲဆက်ရတွေများနေတာဖြစ်တယ်ဖြစ်တော့ကျွန်တော်စီမှာကျိုးဟောင်းတစ်ခုရှိတယ်ဒီကျိုးဟောင်းလေးကိုကျွန်တော်တို့အစားထိုးပေးလိုက်မယ်ဆရာစီမှာဒါဆိုရင်ဒီတော့လေးကလုံးဝကောင်းမွန်အောင်မှာဖြစ်ပါတယ်ကျွန်တော်ဒီမှာအကုန်လုံးပေါ့နော်စေကြောတန့်စင်ပြီးပါပြီထည့်သိမ်းရရှိတယ်ထည့်ပြီးပါပြီနော်ကဲကျိုးလေးအခုကျွန်တော်တန့်ရှင်လုပ်ပေးလိုက်ပါပြီညနေပြန်လာတာပေးလိုက်တယ်နော်ပြီးရင်ကျွန်တော်တို့ဒီမှာတော့လေဘောလုံးဒါစေကြောပြီးပေါ့နော်အဲစီတဲတင်လာထည့်မယ်ပြီးရင်ကျွန်တော်တို့အင်ဂျင်ဝိုင်ဆွတ်ပြီးတော့ပြန်ထည့်မှာဖြစ်ပါတယ်ဒါကကျွန်တော်နောက်ဆုံးလုံးပြီးတဲ့ပုံစံလေးဖြစ်ပါတယ်ကျွန်တော်ကျိုးလဲလဲပေးလိုက်တယ်စပရိန်နဲ့ရပါပြီနော်အော်တော့ပြန်ကန်ပြပါတယ်โอเค
ကဲဒီဘိန်းလေးအဆင်ပြေပါပြီပေါ့နော်